season သက်မှာဒီချက်လေးတွေကသူမလိုပြောင်းလဲသွားပါတယ်ပထမဆုံးတစ်ချက်က hero အသစ်ကြီးချပါရုပ်လေးကချစ်စရာလေးဆိုပြီးသွားမထင်လိုက်နဲ့တကယ်က brother ကိုလက်နက်၅မျိုးနဲ့ရှင်းသိမ့်ပါပါဒီ hero အသစ်အတွက်လည်း pocket guide တစ်ခုလာပါမယ်ဗျနောက်တစ်ချက်ကတော့အခု game ထဲမှာတော်တော်တောင်းညံ့နေကြတယ်ကိုပိုင် sticker တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ် brother သဘောကျတဲ့ပုံတွေကို game ထဲမှာ sticker အနေနဲ့သုံးလို့ရမယ် system လေးပါကျွန်တော်ဆန်းသုံးကြည့်ရသလောက်တော့ဒီ feature ကတော်တော်ကိုသုံးရတာပျော်ဖို့ကောင်းပါတယ်ဒါပေမဲ့ brother အတွက်တော့သူမရှိတော့လောက်တော့ပျော်စရာကောင်းမှာမဟုတ်ပါဘူးဒါလေးကိုတော့နားလည်ပေးပါနောက်တစ်ချက်ကတော့ကျွန်တော်တို့ sprightly အကောင်လေးတွေရဲ့ scale တွေလည်းပြောင်းလဲသွားတာပါဆိုတော့တလက်စာရဲ့အခြေခံလေးနည်းနည်းပြပြပေးသွားပါမယ်သူက3မျိုးရှိမယ်အဝိုင်းရောင်လေးကဂိုးတွေပူရမယ်အနီရောင်ကရန်သူကိုဒမ်းမိထိမယ်အပြာရောင်ကတော့ရှိရမှာပါဆိုတော့ဒီလောက်တည်ရင်ရပါပြီနောက်ထပ်အချက်ဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ map UI နည်းနည်းပြောင်းတာရှိမယ်ပြီးတော့ virtual esport player တယောက်အနေနဲ့ဆော့လို့ရမယ့် feature လေးလည်းပါဝင်လာပါတယ်ဒါကတော့ဒီ update မှာကျွန်တော်သဘောကျဆုံး feature ပါအဲ့ဒါအပြင် French ရှာလို့ရတဲ့ feature အသစ်တို့ 2vs2 မှုအသစ်တို့လည်းပါဝင်လာအောင်ပါဟုတ်ပြီကျွန်တော် online game ကဘယ်လိုတွေပဲပြောင်းလဲသွားသူမပြောင်းလဲသွားတာတော့မမီသေးပါဘူးဆိုတော့အားလုံးပဲခဏလေးနဲ့အသားကျသွားမယ်လို့ထင်ပါတယ်တချို့မေးတင်တာလေးတွေကတော့မေးလိုက်တော့ပေါ့ဗျာဒါလေးပဲပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဇာန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်